အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့ notes ကိုဆက်ပြီးတော့ဖတ်ဖို့အတွက်လေ့လာမယ်เนาะအဲ့တော့ဒီနေ့မှာပါလာပြီလဲဆိုတော့ key C ဆိုရင် detail လေးမှာပေးထားလိမ့်မယ်အဲ့ဒါဘာလို့ပြောရလဲဆိုတော့ key C နဲ့ဆိုကြတီးကြမယ်ဒီသချင်းတစ်ပုဒ်လုံးကိုလို့ပြောတာအဲ့တော့เนาะအဲ့တော့ key C လို့ပေးထားတယ် key C လို့ဖူတမ်းမီကတော့မနေ့ကပြောထားတယ်တပါးမှာ၄ချက်ရှိတယ်ဆိုတဲ့အကြောင်းเนาะဒီဖူတမ်းမီနဲ့မှာတီးတယ်ဆိုတဲ့ဟာကိုရေးပြီးထားတာဒီဘက်မှာကျတော့တန်ဖိုး125မထုံလုံးရေးပြီးထားတယ်เนาะအဲ့တော့ BBN 125နဲ့အတူတူပဲလေเนาะအဲ့တော့ဒီနေ့မှာကျွန်တော်ရှင်းပြချင်တာကဒီတစ်လိုင်းကိုကြည့်မယ်ပထမဆုံးတစ်လိုင်းကိုကြည့်မယ်အဲ့မှာဘာနှစ်ထပ်စလဲဘာနှစ်ထပ်ဆုံးအဲ့ဒါဆိုရင်ဒီနေ့ကပြောလို့တခြင်းတစ်ပိုက်နာအတီးတစ်ပိုက်ပေါ့အတီးတစ်ပိုက်ဖြစ်တယ်အဲ့တော့ C မှာ၄ချက်တီးတယ်ထုံးစံနဲ့ D minor E minor F G မှာကျတော့၃ချက်ပဲတီးမယ်ဒီဘွာလုံးလေးက0လေးကတော့မတီးဘူးလို့ပြောတာအတန်ဖြတ်ထားတယ်အတန်ဖြောက်ထားတယ်အဲ့မှာမတီးဘူးအဲ့တော့သဘောက F မှာ1 2 3 4 G မှာကျတော့1 2 3 4မှာမတီးဘူးเนาะအဲ့လိုမျိုးပြောတာဒီမှာလည်းအဲ့လိုပဲနောက်တစ်ပိုက်လဲ C 3ချက်တီးတယ်၄ချက်မှမတီးဘူးဒီ minor 3ချက်တီးမယ် E minor လည်း3ချက်တီးတယ် F လည်း3ချက်တီးမယ် G လည်း3ချက်တီးမယ်အဲ့လိုပြထားတယ်ဒါလေးတွေကrest ပေါ့နော် rest ဆိုတဲ့သင်္ကေတနဲ့တူတူပဲเนาะ rest ဆိုတဲ့သင်္ကေတပဲဒီမှာမတီးဘူးပေါ့ဒီ0လေးတွေကအဲ့တော့ဒီမှာဆိုရင်2ချက်ပဲတီးတယ်2ချက်နားတယ်2ချက်တီးတယ်2ချက်နားတယ်2ချက်တီးတယ်2ချက်နားတယ်ဒီကောပဲဒီမှာကျတော့နောက်တစ်ခုနောက်ဆုံးခုရတော့ဒီမှာဒီဘာအစမှာနှစ်ထပ်ဘာမှာတော့ဝေစနှလုံးလို့အစကလေးနှစ်ဆက်ပြီးထားတယ်အဆုံးမှာလည်းအဲ့လိုနှစ်ဆက်ပြီးထားတယ်အဲ့ဒါဘာပြောတာလဲဆိုအစအဆုံးကိုနှစ်ကြော့တီးပါလို့ပြောတာနှစ်ကြော့တီးခိုင်းအစအဆုံးကိုနှစ်ကြော့တီးခိုင်းတာအဲ့တော့ဒီ C D minor E minor F G အဲ့ဒါ B1 ရင် E minor B minor C D1 တခါ C ကိုပြန်စမယ်အဲ့တော့ C D minor E minor F G ဟာလား E minor B minor C C D minor E minor F G E minor B minor C အဲ့လိုတော့မှာနော်အဲ့တော့ဒီသင်္ကေတတွေကအဲ့ဒါလေးကိုယူညွှန်းပါတယ်အဲ့တော့ notes ဖတ်မယ်ဆိုရင် notes ကိုတွေ့မယ်ဆိုရင်ဘာပြောလဲဆိုတာသိအောင်လို့ပြထားတာပါ key C 44 time တန်ဖိုးပြီးသွားရင်ဒါနှစ်ထပ်ဘာဖြစ်တယ်ဒါလေးတွေက rust ဖြစ်တယ်ဒီနောက်မှာနားမယ်နော်ဒါလေးတွေကနားမဲ့သင်္ကေတဒါကြတော့နှစ်ကြော့တီးမဲ့သင်္ကေတလို့ပြောတာနော်အဲ့တော့ဒီဟာလေးတွေကိုသေချာမှတ်ထားမယ်နော်ဒီ sign လေးတွေကအဲ့ဒါ notes နဲ့နောက်ပိုင်းကိုကျွန်တော် notes လေးတွေပေးတဲ့အခါကျရင်ကြည့်တည်ရမှာပါအဲ့ဒီခါကျရင်အဆင်ပြေသွားပါလိမ့်မယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒီသင်ခန်းစာကတော့ဒီလောက်ပဲကျွန်တော်လက်တွေ့တီးပြပေးမယ်နော်အခုရက်မယ်အခုရတော့နှစ်ချက်ရက်မယ်အခုကြတော့နှစ်ခေါက်တီးတယ်